多啦，မြို့啦。Hello guys, welcome back to my video. In this videos, I'm going to reply this comment. ဒီ comment လည်းမိထားတာတော့တောနဲ့မြို့ကိုပြပြပေးပါလားဆိုတော့ it's so simple ဒါတော့ ocean နဲ့ပေါ့နော်တောကို English လို့ forest လို့ခေါ်ပါတယ်မြို့ကိုခါကျတော့ city လည်းသုံးလို့ရတယ်လို့ town city နဲ့ town နဲ့သုံးလို့ရတယ်ပေါ့နော်ဆိုတော့ city နဲ့ town ကဘာကွာတယ်လဲဆိုရှင် city ကကျတော့မြို့ကြီးတွေအတွက်သုံးတယ်ပေါ့နော်ဥပမာရန်ကုန်မန္တလေးတွေကကျတော့ city နဲ့သုံးတယ်ဒီ town ကကျတော့နည်းနည်းမြို့ငယ်လေးတွေပေါ့နော်မြို့ငယ်တွေကကျတော့ဒီ town နဲ့သုံးတယ်ပေါ့နော်ဒါကတော့ city နဲ့ town ရဲ့ကွာခြားချက်လေးဖြစ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ you are ကိုခါကျတော့ village လို့သုံးလို့ရပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကိုယ့်ရဲ့စာတိပေါ့နော်ကိုယ့်ရဲ့မွေးရမြေကိုအင်္ဂလိပ်လိုပြောချင်တယ်ဆိုလို့ရှင်တော့ hometown လို့သုံးလို့ရပါတယ်ရှင် my hometown is တောင်ကြီး township ကနန်ရီ village ကျမရဲ့ဒီမွေးရမြေစာတိလေးကတော့တောင်ကြီးမြို့နယ်ကနန်ရီရွာလေးပါဒါလေးကတော့ဒီညီမလေးမိထားတဲ့တောနဲ့မြို့နယ်ကိုပြောပြပေးတယ်ပေါ့နော်ဆိုတော့ပိုကြည့်တော့အောင်တခြားတော့ဒီရွာတွေအကြောင်းကိုလည်းပြောပြပေးတယ်ဆိုတော့အခုလိုမျိုးပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် see you next video bye guys